Hello ဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဓာတ်ပုံတည်တည်လေးလာကြွားခြင်းဓာတ်ပုံကတည်တည်ဆို A3 site အကြီးကြီးပါဗျာတည်တည်မဟုတ်ပါဘူးเนาะ A3 site အကြီးရပါမယ်ပုံက16လက်မအမြောက်16လက်မအမြောက်12လက်မပုံကြီးပါမှန်ပေါင်းလက်ထည့်ပြီးရပါပြီဗျအရင်ကတော့မှန်ပေါင်းမထည့်တော့အရင်ကမှန်ပေါင်းမထည့်တော့ကတော့160ကြာပါတယ်အခုတော့မှန်ပေါင်းထည့်ပေးလိုက်တယ်ခင်ဗျာမှန်ပေါင်းထည့်ပေးလိုက်တော့ကျွန်တော်ဒီ400ဘတ်နဲ့လုပ်ပေးပါမယ်ကျွန်တော် A3 site မှန်ပေါင်းထည့်တာအကြီးပါဗျာ plastic တွေလောင်းထားပါတယ်ထဲထဲမှာ plastic တွေလောင်းထားတယ်ဟိုဓာတ်ပုံ A4 တို့ A3 တို့ A4 တို့ A5 တို့လိုပါပဲเนาะထဲမှာ plastic တွေလောင်းထားတယ်မှန်သားအစ်စ်ပါနောက်ကရင်လည်းချိတ်တဲ့ချိတ်တွေပါပါတယ်ဗျကျွန်တော်နောက်ကချိတ်တွေကိုပြပြပြီเนาะနားကလာရဲ့ပုံကကင်မရာနဲ့မဆန့်တော့လို့အနားကလာရင်ကင်မရာနဲ့တော့မဆန့်ဘူးဖြစ်တဲ့ပုံကအကြီးကြီးတော့အကြီးတော့ကြားဖို့ဆိုရင်ကလန့်အပေါ်တော့ချိတ်မဲ့ချိတ်ပါဒီကောင်ကြတော့အပေါ်ကိုအထောင်လိုက်ထောင်ပြီးချိတ်မဲ့ချိတ်ပါသူလည်းချိတ်နှမျိုးပါပါတယ်A4 တို့ A3 တို့ပါပဲချိတ်နှမျိုးပါပါတယ်เนาะဒီလိုချိတ်တွေပါပါတယ်တောက်ကလည်းအရန်မာတယ်ပလတ်စတစ်တောက်ဖြစ်ပါတယ်ပလတ်စတစ်တောက်နဲ့တပ်ပေးထားပါတယ်နောက်ကဗာလဲတစ်သားကိုမှကျိတ်သားအမာသားပေါ့ကျိတ်သားကိုအမာသားလေးထည့်ပေးထားပါတယ်နောက်ကမှန်ပေါင်းတွေတော့လည်းတော်တော်လှပါလိမ့်တော်တော်လည်းမာပါတယ်ဒီမှန်ပေါင်းလေးဆိုအရန်အနောက်ကလိုက်ရင်ကျွန်တော်ကင်မရာနဲ့ဒီပုံလေးကမဆန့်ဘူးဖြစ်သွားတယ်အဲဒါကြောင့်မလို့နည်းနည်းခွက်လေးရိုက်ပေးတာဖြစ်ပါတယ်နော်ပုံကလည်းထူးထူးဆန်းဆန်းပုံမှာကျွန်တော်တို့မင်္ဂလာဆောင်တော့ပုံလေးမလို့ပါကျွန်တော်မင်္ဂလာဆောင်တော့ကလည်းမရဆိုလို့ဓာတ်ပုံကကိုတိုင်းမရတော့ဒီပုံတစ်ပုံပဲကျွန်တော်ရှိမှာကြံနေခဲ့တာပါဓာတ်ပုံကောင်းတစ်ပုံပဲရခဲ့တယ်ဒါကြောင့်မို့ဒီပုံလေးကိုပဲကျွန်တော်ကြော်ညာပြန်ရိုက်နေရဖြစ်ပါတယ်ရဒါဆိုရင်ချက်တော့ကြိုင်မိချမ်းတယ်မော်ပုံနဲ့ချက်တော့ကြိုင်ရှင်ပြထားပုံကတီးလားကြီးလားလို့ပုံပုံကကြီးလားတီးလားဆိုတော့ပြပေးတာပါပေါ်အောက်ထလိုက်တစ်ဖက်ကိုပဲတစ်ဖက်ကိုအညီလို့တစ်ဖက်ကိုအညီလို့ပါရဆိုဘလောက်กว่าတော့ကြည့်လိုက်တော်တော်ကြီးกว่าပါနော်ပုံကအကြီးဖြစ်သွားပါပြီဒီပုံဆိုရင်400ဘတ်ပါဗျာစိတ်ဝင်စားရင်ကျွန်တော်ရှိမှမှန်ပေါင်းလာထုတ်လို့ရပါတယ်နော်ကျွန်တော်တို့ပုံကပုံကြီးပဲယူမယ်ဆိုရင်မှန်ပေါင်းမပါပဲပုံကြီးပဲယူမယ်ဆိုရင်160နဲ့ရပါမယ်နော်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျကျေးဇူးတင်ပါတယ်စိတ်ဝင်စားရင်ကျွန်တော်ရှိမှလာပြီးပုံတွေလာထုတ်ပါအောင်ဗျာပုံတွေအားပေးပါအောင်မင်္ဂလာဆောင်အတွက်ဖိတ်စာတွေလည်းရနေပါပြီအလူအတွက်ဖိတ်စာတွေလည်းရပါပြီတရားပွဲအတွက်ဖိတ်စာတွေလည်းရပါပြီကလေးမွေးနေ့အတွက်ကအစဖိတ်စာပေါင်းစုံရပါပြီဗျာနော်လာပြီးလည်းဖိတ်စာတွေလည်းလာအပ်လို့ရပါတယ်အားလုံးပဲမင်္ဂလာပါ